တခါတော့ငါရတဲ့ရှင်ဘရင်တပားကသူ့ရဲ့နယ်မြေထဲမှာကျူးကျော်ဝင်ရောက်လာတဲ့သဘုံတွေကိုသွားပြီးတော့နှိမ်နှင်းတယ်အဲ့လိုနှိမ်နှင်းတဲ့အခါမှာတိန်တော်မြင်း900ကိုအသုံးပြုတယ်တိန်တော်မြင်းဆိုတာတာမန်မြင်းနဲ့မတူတဲ့အင်မတန်လင်မြန်ဖြတ်လက်ပြီးတော့ရန်သူကြားမှာဆွမ်းပြနိုင်တဲ့မြင်းတွေကိုခေါ်တာအဲ့ဒီမြင်း900ကိုသုံးပြီးတော့တိုက်ခိုက်တယ်အောင်နိုင်လာခဲ့တယ်အဲ့တော့အဲ့ဒီတိန်တော်မြင်းတွေကိုဂုံပြုတ်ခြင်းတဲ့အတွက်ကြောင့်မလို့ရှင်ဘရင်ဟာဒီနေ့ခေတ်အပြောနဲ့ပြောရရင်စံချိုပေါ့လေအဲ့လိုမျိုးအင်မတန်ထူးခဲ့တဲ့အရာသာပါတယ်မူရည်လဲမူရည်စေတတ်တဲ့ပစ္စည်းတစ်မျိုးနဲ့เนาะဒီအစားအသောက်တစ်မျိုးနဲ့ဒီတိန်တော်မြင်း900ကိုစုချတိန်တော်မြင်း900ဟာအဲ့ဒီအင်မတန်ထူးခဲ့တဲ့ဥဖြာဖြာသောစားကောင်းတောက်ဖွယ်ရတယ်ကိုစားတယ်စားပြီးတော့သူတို့ဟာနဲ့သူတို့တည်တည်ငြိမ်ငြိမ်နေကြတယ်သူတို့စားလို့ကျွင်းကြံရစ်တဲ့အရာသာကုန်ကန်နီးဖြစ်နေတဲ့အစားအသောက်တွေကိုတော့တည်တည်ချာချာပြန်ပြီးတော့တခြားအစာတွေနဲ့နယ်ဖက်ပြီးတဲ့အခါမှာမြီးတွေကိုကျွေးတယ်မြီးတွေဝင်တင်တဲ့မြီးတွေကိုကျွေးတယ်အဲ့တော့အဲ့ဒီမြီးတွေဟာအရသာနည်းနည်းပဲကြံတော့တယ်ကောင်းမွန်တဲ့အရသာနည်းနည်းပဲကြံတော့တဲ့အဲ့ဒီအစားအသောက်ကိုစားပြီးတော့မူးကြတယ်ရစ်ကြတယ်ဟောနောက်ဆုံးနန်းရင်ပြင်ထိအောင်ခုံပေါက်ပြီးမြူးထူးပြီးတော့တခါတည်းနော်ရွှင်ပြကြတယ်ပေါ့ဗျာရွှင်ပြကြတယ်ဒီလိုပြောရမှာပေါ့အဲ့တော့ရှင်ဘရင်ကအဖြစ်ပြက်ကထူးကြလာပြီလားဟာဒီအစားအသောက်ကိုစားပြီးမြည်တွေဘာမှဖြစ်နေတယ်လဲပညာရှိကိုခေါ်မေးတယ်မေးတော့ပညာရှိဟာရှင်မင်းကြီးတဲ့ဟောဒီအစားအသောက်ဟာရင်မူးစေတတ်တဲ့အခြေအနေရှိပါတယ်သို့တော်ညာလည်းအဲ့ဒီရင်မူးစေတတ်တဲ့အဲ့ဒီထူးခဲ့သောအရာသာကိုတိန်တော်မြင့်တဲ့အနေနဲ့အင်မတန်မှသိခံနိုင်တော်ညာလည်းပဲဒီမြည်တွေကတော့မြည်တော်ဝါတွေကတော့အဲ့ဒီအစားအသောက်နဲ့မတန်တဲ့အတွက်ကြောင့်မလို့အဲ့ဒီအစားအသောက်ရဲ့ဒဏ်ကိုမခံနိုင်ခြင်းဖြစ်ပါတယ်ဒီလိုမျိုးပြောတယ်လောကမှာလည်းဒီလိုပါပဲအင်မတန်ထူးခဲ့တဲ့အစားအသောက်အင်မတန်ကောင်းမွန်တဲ့ပစ္စည်းတွေရဲ့ဒဏ်ကိုမခံနိုင်တဲ့သူတွေဟာကြွားဝါကြတယ်ကြွားဝါကြတယ်နော်တစ်ခုရှိတစ်ခုကြွားနှစ်ခုရှိနှစ်ခုကြွားတယ်ဒီလိုမျိုးပေါ့ကြွားဝါကြတယ်ပစ္စည်းရဲ့ဒဏ်ကိုမခံနိုင်ဘူးထူးခဲ့တဲ့အစားအသောက်စားရပြီဆိုလို့ရှိရင်လည်းဟာကြွားလို့မဆုံးဝါလို့မဆုံးဆိုတဲ့အခြေအနေမျိုးတွေဖြစ်တယ်ပေါ့ဗျာဒီတော့သတိထားရမယ်ညီးလို့မဖြစ်အောင်သတိထားရမယ်ကိုစားတဲ့အစားအသောက်ကိုသုံးတဲ့အသုံးအဆောင်ကိုဝယ်တဲ့ပစ္စည်းဟာကိုနဲ့တန်တဲ့ပစ္စည်းဖြစ်ဖို့လိုအပ်တယ်ကိုနဲ့တင့်လျောက်ပတ်တဲ့ပစ္စည်းဖြစ်ဖို့အရေးကြီးတယ်အဲ့လိုကိုနဲ့တန်တဲ့ကိုနဲ့တင့်တဲ့ပစ္စည်းကိုသုံးရတဲ့သူဟာအတန်မထွက်ဘူးငြိမ်ငြိမ်လေးပဲဖြစ်တယ်ငြိမ်ငြိမ်လေးပဲဖြစ်တယ်သို့တော့မတန်တဲ့အခြေအနေတရက်မှာသုံးမိရင်တော့ဘလို့မှအဆင်ပြေမှာမဟုတ်ဘူးအဲ့ဒီပစ္စည်းကိုအကြောင်းပြပြီးတော့ခုနကမြီးတွေလိုရင်မှုကြမှာအမှန်ပါပဲသတိထားဖို့အတွက်ဒီပုံမြင်လေးကိုပြောပြပေးခြင်းဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်